မွန်ပြည်နယ်ရဲ့ပေါင်းလောင်းတောင်တန်းကြီးပေါ်မှာထူးဆန်းအံ့ဩဖွယ်ကောင်းလာတဲ့ရွှေရောင်ကြောက်တုံးကြီးတစ်တုံးရှိပါတယ်။အဲ့ဒီကြောက်တုံးကြီးကတောင်စုံမှာတင်နေပြီမဲ့ဘာကြောင့်ပြုံမကြတာလဲ။ဒီကြောက်တုံးကြီးရဲ့အထဲမှာဘာတွေရှိနေမလဲ။တရားမင်းကိုယ်တိုင်ပါဝင်ကူညီခဲ့ရတဲ့ဒီအံပွဲစေတီတော်ကြီးရဲ့တမိုင်းကြောင်းကိုအတူတူလေ့လာကြည့်ရအောင်ပါ။အခုတင်ဆက်ပေးမှာကတော့စံတော်ရှင်ကြိတ်ထီယိုစေတီတော်မြတ်ကြီးရဲ့အံပွဲသမိုင်းကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ပိန်နဲ့အနာဂရဆိုတဲ့နေပြည်တော်ကြီးတစ်ခုရှိခဲ့ဘူးတယ်။အဲ့ဒီမင်းနေပြည်တော်မှာတိတ်တဓမ္မရာဇာမင်းကြီးနဲ့တီရိကပ္ပဒေဝီမိဖုရားကြီးတို့စိုးစံခဲ့ကြတာပေါ့။သူတို့မှာတိတ်တကူမာရနဲ့တီဟကူမာရဆိုတဲ့သားတော်နှစ်ပါးရှိခဲ့တယ်။နောင်တော်တိတ်တမင်းသားလေးကအသက်23နှစ်ရောက်တော့လောကကြီးကိုညှင်းငွေလာခဲ့တယ်။လူဆိုတာအိုနာတေဘေးကမလွတ်နိုင်ဘူးဆိုတာကိုသူတန်ဝေကရခဲ့တာပေါ့ဒါနဲ့ပဲနန်းစည်းစိန်တွေကိုစွန့်ပြီးတောထွက်ဖို့ဆုံးဖြတ်လိုက်တယ်ညီတော်မင်းသားလေးကလည်းသူ့နောင်တော်ကိုတိတ်ချစ်တော့အတူတူလိုက်မယ်thứcပြန်ရောမိဘတွေကတားကြပေမဲ့မရတော့နောက်ဆုံးမှခွင့်ပြုလိုက်ရတယ်မင်းသားနှစ်ပါးဟာမင်းဝစ်တန်စာတွေကိုချွတ်ပြီးရသေးဝတ်နဲ့တောလဲဝင်နေကြတယ်ရသေးညီတောင်ဟာဇင်းကြိုက်တောင်မှာအတူတူတရားအထုတ်ခဲ့ကြတာပေါ့နောက်ပိုင်းမှာတော့တယောက်နဲ့တယောက်အတူတကွရှိကြရင်တရားပြတ်မှာဆိုလို့ခွဲနေဖို့ဆုံးဖြတ်လိုက်တယ်။နောင်တော်ရသေးကြီးကဇင်းကြိုက်တောင်မှာပဲကြံခဲ့ပြီးညီတော်ကတော့ဇွဲကပင်တောင်ကိုကြွသွားခဲ့တယ်။အဲ့ဒီအချိန်မှာဇင်းကြိုက်တောင်ကြီးကပင်လေခန်းမှာနဂါးမတွေနေထိုင်ကြတယ်။ဒီနေ့မှာတော့နဂါးမတဦးကလူအသွင်ဖန်ဆင်းပြီးကမ်းခြေမှာလမ်းလျှောက်နေခဲ့တယ်။အဲ့ဒီမှာဝိဇ္ဇာတဦးနဲ့တွေ့ဆုံပြီးချစ်ကြိုက်သွားကြတာပေါ့အဲ့ဒီနဂါးမနဲ့ဝိဇ္ဇာတို့စုံစည်းရာကနေနဂါးဥနှလုံးကိုစတင်ရရှိခဲ့ကြတယ်။နဂါးမဟာဥနှလုံးကိုကမ်းခြေမှာထားခဲ့ပြီးနဂါးတီကိုပြန်သွားခဲ့ရတယ်။အဲ့ဒီဥတွေကိုဇင်းကြိုက်တောင်ကရတဲ့ကြီးကတွေ့သွားပြီးသိန်းစီစောင့်ရှောက်ထားလိုက်တယ်။အချိန်တန်တော့ဥတွေကနေလူသားယောက်ျားလေးနှစ်ဦးထွက်လာခဲ့ကြတာပေါ့။ရတဲ့ကြီးကဒီကလေးတွေကိုတားအရင်လိုပို့စုပြိုးထောင်ပေးခဲ့တယ်။ဒါပေမဲ့ကံကြမ္မာကအလွေအပြောင်းရှိခဲ့တယ်။ကလေးနှစ်ယောက်ထဲကတယောက်တော့ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပွားသွားခဲ့ရှာတယ်။ကြံရက်တဲ့ကလေးကတော့ကြီးပြင်းလာတဲ့အခါတိတ်တဓမ္မရာဇာမင်းကြီးမှာမင်းဖြစ်လာခဲ့တယ်။အဲ့ဒီအချိန်မှာဂေါတမမြတ်စွာဘုရားရှင်ကသူ့ဝေနဘူမိကိုကြွာချီလာခဲ့တယ်။မြတ်စွာဘုရားကယသိတွေကိုတရားဟောကြားပြီးစံတော်တွေကိုပေးသနာခဲ့တာပေါ့။တိတ်တယသိကြီးကလည်းသူ့စံတော်ကိုဥခေါင်ထဲမှာဝှက်ပြီးအမျက်တနောပူဇော်ထားလိုက်တယ်။ရသေးကြီးဟာသူပြန်လွန်မဲ့အချိန်ရောက်လာတဲ့အချိန်မှာစိုးရိမ်စိတ်တွေဝင်လာခဲ့တယ်။ဒီစံတော်ကိုဘယ်မှာသာဝနာခဲ့တာမလဲဆိုတာကိုသူအတော်လေးစဉ်းစားရတာပေါ့။သူဥခေါင်နဲ့တူတဲ့ကြောက်တုံးပေါ်မှာပဲသာဝနာချင်တဲ့လူစံသားရှိခဲ့တယ်။ဒီအခါမှာရသေးကြီးရဲ့မွေးစာသားဖြစ်တဲ့တရားမင်းကကုညီဖို့ရောက်လာခဲ့တယ်။တရားမင်းဟာသမုဒ္ဒရာတဲကရသေးကြီးရဲ့ဥခေါင်နဲ့တူတဲ့ကြောက်တုံးကြီးကိုရှာဖွေပြီးခဲ့တယ်။တရားမင်းဟာအဲ့ဒီကြောက်တုံးကြီးကိုပေါင်းလမ်းတောင်စုံမှာလာတင်ပေးခဲ့တယ်။ကြောက်တုံးကြီးအောက်မှာစံတော်သာဝနာဖို့လွိုင်ကူးတစ်ခုဖန်ဆင်းပေးခဲ့တာပေါ့။အဲ့ဒီအချိန်ကစပြီးစံတော်ရှင်ကြိုက်ထီဝိုးစေတီတော်မြတ်ကြီးဟာပေါ်သွင်းလာခဲ့တယ်။ကြောက်တုံးကြီးကတောင်စုံမှာတင်နေပြီးမြပြုတ်မကြလာဟာတကိုးတော်ကြောင့်ပဲဖြစ်ပါတယ်။အရင်ဆိုရင်တော့ကြောက်တုံးကြီးကမြေမှာမထိပဲလေထဲမှာမြောက်နေတာလို့ဆိုကြတယ်။ကြောက်တုံးအောင်ခို့ကျင့်မတကောင်တိုးတို့ရတဲ့အထိမြောက်နေတာပါ။နောက်ပိုင်းမှာတော့လူတွေရဲ့ကုသိုလ်ကံအလိုက်မြေနဲ့နည်းနည်းစီထိလာတာပေါ့။အခုဆိုရင်တော့အတချောင်းစားလောက်ပဲဟာနေတော့တယ်လို့ပြောကြတယ်ကွ။ဒီစေတီတော်ကြီးဟာမြန်မာနိုင်ငံရဲ့အထွတ်အမြတ်ထားတာနေရာတစ်ခုဖြစ်လာခဲ့တယ်။ပြည်တွင်းပြည်ပကဘုရားဘူးဧည့်သည်တွေကလည်းအမြဲမတက်လာရောက်ကြတာပါ။တောင်ပေါ်ကိုတက်ရတာခက်ခဲပေမဲ့လူတွေရဲ့တရားတရားကတော့လျော့မသွားပါဘူး။ညဘက်တွေမှာဆိုရင်ဇေဒီတော်ကြီးကရွှေရောင်တောက်ပပြီးကြီးညိုစာတိတ်ကောင်းတာပဲ။ရသေးကြီးရဲ့တစ္ဆာတရားနဲ့တရားမင်းရဲ့ဖန်ဆင်းမှုဟာဒီနေ့ထိတည်ရှိနေသေးပါ။ကြိုက်ထီယိုးဆိုတာမွန်ဘာသာနဲ့ရသေးဥခေါင်ပေါ်မှာဖျားလူအဓိပ္ပာယ်ရတယ်။ဒီသမိုင်းကြောင်းကိုကြားရတာဟာကုသိုလ်တစ်မျိုးရရှိတာနဲ့အတူတူပါပဲ။ကဲဒါကတော့စံတော်ရှင်ကြိုက်ထီယိုးဖျားရဲ့အံပွဲသမိုင်းကြောင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ကွ